မိတ်ဆွေတဏီကုံအလုပ်တယ်လို့ပင်ပင်မမန်းနဲ့အိမ်တကားကိုဖွင့်ဝက်လိုက်တဲ့အခါအိမ်ထဲလာလေထူးကမလက်ဆက်ပဲတခုခုနဲ့ပိတ်လောင်ထားတယ်လို့လေးလံအိုက်ဆန်နေတယ်လို့ခံစားဖို့ပါသလားအပြင်ကစိတ်ဖီစီးမှုတွေကအိမ်ထဲထိပါလာပြီးတကယ်တမ်းအေးချမ်းချမ်းအနားယူရမယ့်ကိုယ့်ရဲ့အိမ်လေးဟာတင့်ကိုပိုပြီးမွန်းကျက်စေတဲ့နေရာတစ်ခုဖြစ်နေပြီလားတကယ်တော့ဗျာအဲ့ဒါဟာတာမန်လေးဝင်းလေးထွက်မခေါင်းတာတတ်မဟုတ်ပါဘူးစွမ်းရင်သဘောတရားအရာကြည့်မယ်ဆိုရင်တင့်ရဲ့အိမ်ရဲ့လလာပါဇီးစင်းမှုတွေရက်တန့်ပိတ်ဆို့နေလာပါပဲမုံမိုင်းဒီလေးလံနေတဲ့အိမ်မျိုးကိုလေကံကောင်းခြင်းတွေငွေကြီးတွေကလုံးဝဝင်မလာခြင်းကြပါဘူးဒါပေမဲ့မျက်စိမိတ်ပြီးဒီလိုလေးတစ်ချက်မင်းအောင်ကြည့်လိုက်ပါဦးအိမ်တကားကိုဖွင့်လိုက်တာနဲ့တဘာဝတရားရဲ့အသက်ရှူတန်တွေလိုစိန်လန်းဆူပီနေတဲ့အပင်လေးတွေကတင့်ကိုအေးချမ်းစွာစီးကြိုနေမယ်အဲ့ဒီအပင်လေးလူစီကရလာတဲ့လက်ဆက်တဲ့လေနုအေးလေးကိုရှူရှိုက်လိုက်တာနဲ့တင့်ရဲ့ပင်မမှုတွေစိတ်ရှုစေတာတွေအားလုံးဟာချက်ချင်းဆိုသလိုအဝေးကိုလွန်းဆင်သွားမယ်ဆိုရင်ရောမင်္ဂလာပါဗျာဘဝနီနီ Way of Life YouTube Channel လာနေနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှေးမင်္ဂလာလူကြီးတွေကလေအိမ်ကအိမ်ကျက်စီရှိမရှိစွာအဲ့ဒီအိမ်မှာစိုက်ထားတဲ့အပင်တွေကိုကြည့်ရင်သိနိုင်တယ်လို့ဆိုစကားရှိခဲ့ပါတယ်ဒါဟာအယူသီးမှုတသက်မဟုတ်ဘူးနော်စိတ်ပညာနဲ့စွမ်းရင်သဘောတရားအရာကြည့်မယ်ဆိုရင်အပင်တွေဆိုတာတက်ရှိတွေဖြစ်ပါတယ်သူတို့မှာရှင်တန်ခြင်းကြီးထွားခြင်းတက်ကြွားခြင်းဆိုတဲ့ရန်စွမ်းရည်တွေအပြည့်အဝရှိကြပါတယ်အိမ်မှာသစ်ပင်ပတ်မှန်လေးတွေစိုက်ပျိုးထားခြင်းဟာလီထူတွေကအစိတ်အသောက်တွေနဲ့ negative energy လို့ခေါ်တဲ့မကောင်းတဲ့ဓာတ်တွေကိုစုပ်ယူပေးပါတယ်ပြီးတော့အိမ်သားတွေအတွက်ချမ်းမာရေးနဲ့ကောင်းမွန်တဲ့ positive energy လလာပါတွေကိုပြန်လည်ထုတ်လုပ်ပေးပါတယ်ဒါကြောင့်လက်ပီတဲ့စီးပွားရေးတွေအစင်မပြေထင်းနေတယ်ဆိုရင်အိမ်ရဲ့စွမ်းရည်ကိုတန်ဆင်ပေးနိုင်တဲ့အပင်လေးတွေစိုက်ပျိုးဖို့လိုပါပါပြီဗျာဒီနေ့ဗီဒီယိုမှာတော့အိမ်တွင်းမှာအလွယ်တကူစိုက်ပျိုးနိုင်ပြီးမိတ်ဆွေတို့ရဲ့အိမ်ကိုချစ်စီမင်္ဂလာတွေပြည့်ဝစေတာအပြင်စီးပွားရေးလလပါတွေကိုတလိုက်တခုံလို့ဆွဲငင်ပေးနိုင်တဲ့အစွမ်းထက်အပင်၄မျိုးအကြောင်းကိုအသေးစိတ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အချိန်ပေးပြီးအဆုံးထိနားဆင်ပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်ကဲနံပါတ်1အနေနဲ့ပထမဆုံးမိတ်ဆက်ပေးခြင်းတဲ့အပင်ကတော့နံပါတ်နဲ့လက်ရွှေနေပြီးထက်တဲ့ငွေပန်းပင်တို့မဟုတ် money plant ပဲဖြစ်ပါတယ်ဒီအပင်လေးနဲ့အရွက်လေးတွေကအတဲနှလုံးပုံစံလေးတွေရှိပြီးအစိမ်းရောင်ပေါ်မှာရွှေဝါရောင်အကွက်လေးတွေပါတတ်လို့ golden pothos လို့လည်းခေါ်ကြပါတယ်ဖုန်ရွှေပင်ကြရဲမှာပါစွမ်းအင်သဘောတရားမှာပါငွေပန်းပင်ဟာအဆက်မပြတ်ကြီးထွားတိုးတက်ခြင်းနဲ့ကျွေဝချမ်းသာခြင်းကိုကိုးစားပြုပါတယ်မိတ်ဆွေတတိထားကြည့်ပါဒီအပင်လေးတွေဟာအလွန်ရှင်သန်လွယ်ကြပါတယ်ရေထဲမှာစိုက်မြေကြီးထဲမှာစိုက်ရှင်သန်နိုင်စွမ်းရှိပြီးအမြဲတမ်းအပေါ်ကိုတွေ့တတ်ဖို့ဒါမှမဟုတ်ရှီကိုဆက်လက်ဖျားထွက်ဖို့ကြိုးစားနေတဲ့တဘာဝရှိပါတယ်အိမ်မှာအဲကန်တုံးပဟုတ်အလုတ်လုတ်တဲ့စပွဲပေါ်မှာငွေပန်းပင်လေးတိုးထားရှိပေးခြင်းဟာအိမ်တွင်းကလေထူကိုတန့်စင်ပေးရုံသာမကဘူးအိမ်သားတွေရဲ့စိတ်ထဲမှာငါတို့ရဲ့စီးပွားရေးဟာဒီအပင်လေးလိုပဲစိမ့်လန်းဆူပြီးနေ့စဉ်နဲ့အရောက်ကြီးထွားတိုးတက်နေတယ်ဆိုတဲ့ပြည့်စုံခြင်းစိတ်ဓာတ်ကိုအလိုလိုဝင်ရောက်လာစေပါတယ်ဒါကြောင့်ငွေကြေးစည်းစိမ်မှုတဲ့အဆက်မပြတ်ဖြစ်ချင်တယ်ဆိုရင်ငွေပန်းပင်လေးကိုမဖြစ်မနေစိုက်ပျိုးထားသင့်ပါတယ်ဗျာဒုတိယကမျိုးကတော့မြန်မာလူမျိုးတွေနဲ့အလွန်ရင်းနှီးကျွမ်းကျင်ပြီးသားဖြစ်တဲ့ဂမုံပင်တွေပဲဖြစ်ပါတယ်အထူးသဖြင့်ရွှေလက်ခေါ်ဂမုံငွေဝင်ဂမုံစတဲ့အရွက်မှာအစင်းကြားလေးတွေအနီရောင်သွန်းပဟုတ်ပန်းရောင်အကွက်လှလှလေးတွေပါတဲ့ဂမုံမျိုးတွေကိုဆိုလိုပါတယ်မြန်မာယူထားယုံကြည်မှုမှာဂမုံပင်ရှင်သန်ဖူးကွင်လာရင်လက်ရွှင်ပဲဂမုံပင်ညိုးနွမ်းရိပ်စီးပွားကြတာတယ်လို့အယူရှိကြပါတယ်ဒါကိုစိတ်ပညာနဲ့ဆွဲငင်တာနေရတာအမြင်ကနေကြည့်မယ်ဆိုရင်အလုံးမှန်ကန်ပါတယ်စဉ်းစားကြည့်ပါဂမုံပင်လေးလေးကိုပြုစုယူရထားခြင်းဟာကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့ကံကြတာကိုပြုစုယူရထားခြင်းနဲ့အတူတူပါပဲမိတ်ဆွေကမနက်တိုင်းဒီအပင်လေးကိုရေလောင်ပေးတယ်အရွက်လေးကိုတန်ရှင်းလေးလုပ်ပေးတယ်အပင်လေးစိမ့်လန်းနေတာကိုကြည့်ပြီးပျော်ရွှင်ကျေနပ်နေတယ်ဆိုပါစို့အဲ့ဒီအချိန်မှာခမရဲ့ဦးနောက်ထဲကဒိုပမိုင်းလို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းတွေထွက်လာပြီးစိတ်လက်ကြည်လင်တက်ကြွလာပါတယ်ငါအိမ်လေးကစီးကားလိုက်တာချက်စီလိုက်တာဆိုတဲ့ခံစားချက်ကခမရဲ့တနေတာအလုပ်တွေကိုအကောင်းဆုံးလှုပ်ဆောင်နိုင်ဖို့အတွက်
ခွန်အားတွေဖြစ်စေပါတယ်တကယ်လို့မိတ်ဆွေကအလုပ်တွေအယမ်းရှုပ်ပြီးအပင်လေးကိုပြစ်ထားလိုက်လို့ကမုံပင်လေးညှိုးသွားပြီဆိုပါစို့အဲ့ဒါဟာမင်းရဲ့ဘဝမှာအရေးကြီးတဲ့အရာတွေကိုဂယုမဆိုင်ပဲလစ်ဟင်းနေပြီနော်လို့စัจ java လာကြီးကတတိပေးလိုက်တာပါပဲအပင်တပင်ကိုတော့ရှင်းတန်းအောင်မဆောင်းရှောင်နိုင်ခဲ့ရင်ကိုယ့်စီဝင်လာမယ့်ညွေးကြီးတွေကိုရောတေချာစီမံခန့်ခွဲနိုင်မလားဆိုတာစဉ်းစားစရာပါပဲဒါကြောင့်ကမုံပင်လေးတွေရှင်းတန်းနေခြင်းဟာကိုယ့်ရဲ့စိတ်ဆွမ်းရည်နဲ့စီးပွားရေးအခြေအနေကောင်းမွန်နေခြင်းရဲ့ကြီးမုံပင်တစ်ခုပဲဖြစ်ပါပဲကဲတတိယမြောက်အပင်ကတော့အလှအပနဲ့ကျန်းမာရေးအတွက်လူသိများလာတဲ့ရှောင်းဆောင်လက်ပတ် aloe vera ဖြစ်ပါတယ်ဒီအပင်ဟာဆေးဘက်ဝင်ယုံသားမကစွမ်းအင်သဘောတရားအရလည်းအလွန်အစွမ်းထက်တဲ့အပင်တစ်မျိုးပါပဲရှောင်းဆောင်လက်ပတ်ရဲ့အဓိကစွမ်းရည်ကကာကွယ်ခြင်းနဲ့တန်ဆင်ခြင်းပါပဲအိမ်တအိမ်မှာလက်လာပတွေဝင်လာဆိုရင်အဲ့ဒီအိမ်မှာရှိနေတဲ့ negative energy တွေအတအစီးတွေအရင်ဆုံးကင်းစင်နေဖို့လိုပါတယ်ရှင်းရှင်းပြောရရင်ရေခွက်တစ်ခွက်ထဲမှာရေညစ်တွေပြည့်နေရင်ရေတန့်တွေထပ်ဖြစ်လို့မရတယ်လို့ပါပဲရှားဆောင်လက်ပတ်ကလေထုထဲကမကောင်းတဲ့အစိတ်အတောက်တွေကိုအလွန်ဆုပ်ယူနိုင်ဆွဲရှိပါတယ်အထူးသဖြင့်ခေတ်နေလူနေဘဝမှာကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းတွေ TV တွေကွန်ပျူတာတွေကနေထွက်တဲ့ electronic line တွေ radiation တွေဟာအိမ်တွင်းလေထုကိုလေးလံစေပြီးလူတွေကိုစိတ်ဖိစီးမှုများစေပါတယ်ရှားဆောင်လက်ပတ်ကိုအိမ်ရဲ့အိတ်ခံသို့မဟုတ်အိတ်ခံပဒင်းပေါင်သားမှာထားရှိပေးခြင်းဟာအဲ့ဒီမကောင်းတဲ့ line တွေကိုစုပ်ယူပေးပြီးအိမ်သွေးစွမ်းအင်ကိုအေးချမ်းတည်ငြိမ်သွားစေပါတယ်အိမ်မှာနေရတာအေးချမ်းလာတဲ့အခါမိသားစုဝင်တွေအချင်းချင်းစကားများရန်ထစ်တာတွေနဲလာပြီးနားလည်မှုတွေတိုးလာပါတယ်မိသားစုစည်းလုံးပြီးအေးချမ်းတဲ့အိမ်ဟာဘုရားရှင်ဟောကြားတော်မူတဲ့မင်္ဂလာနဲ့ပြည့်စုံတဲ့အတွက်လက်လာပါဆိုတာအဲ့ဒီလိုအေးချမ်းတဲ့အိမ်ကိုပဲရွေးချယ်ပြီးဝင်ရောက်လာလိမ့်ရှိပါတယ်ဗျာဒါအပြင်ချမ်းမာရေးဟာလက်တစ်ပါးဖြစ်တဲ့အတွက်ဆေးဘက်ဝင်တဲ့ဒီအပင်လေးကတင်းရဲ့အိမ်ကိုငွေကုန်ကြေးချတတ်တာစေပြီးကီးမားတဲ့လက်ကြီးကိုစောင်းခြင်းပေးမှာပါပဲကဲစတုံထားမြောက်အပင်ကတော့ပန်းပွင့်လေးတွေဖြူစင်ပြီးမှွေးချိုင်းတဲ့အနံ့အသက်ကိုပေးစွမ်းနိုင်တဲ့စံပယ်ပင်တို့မဟုတ်မြက်လေးပင်မျိုးတွေပဲဖြစ်ပါတယ်မိတ်ဆွေစံပယ်ပန်းလေးတွေပွင့်နေတဲ့အချိန်အဲ့ဒီပန်းရည်နဲ့တင်းတင်းလေးကိုရှူးရှိုက်လိုက်ရတဲ့အခိုက်အတန့်ကိုတွေးကြည့်လိုက်ပါခမရဲ့ရင်းထဲမှာဘလောက်တောင်အေးချမ်းသွားတယ်လဲစိတ်ပညာမှာရင်နှံ့ကူးထားမှုဆိုတာရှိပါတယ်ငွေချိုင်းတဲ့တဘာဝပန်းရင်နှံတွေဟာကျွန်တော်တို့ဦးနှောက်ထဲကအာယုံကျိုးတွေကိုတိုက်ရိုက်သိရောက်မှုရှိပြီးစိတ်ဖြီးစီးမှုတွေကိုချက်ချင်းလော့ကျသွားစေပါတယ်စိတ်ဖြီးစီးမှုကင်းပြီးတည်ငြိမ်နေတဲ့စိတ်ဟာဆုံးဖြတ်ချက်တွေကိုအမှန်ကန်ဆုံးချမှတ်နိုင်ပါတယ်စီးပွားရေးလုပ်တဲ့အခါယင်းနှိမ့်နှံမှုတွေလုပ်တဲ့အခါလောဘလက်ကြီးနဲ့အလင်းစလို့ဆုံးဖြတ်တာမျိုးမဖြစ်တော့ဘဲမှန်ကန်တဲ့ရွေးချယ်မှုတွေကိုပြုလုပ်နိုင်ပါတယ်စွမ်းရင်တဘောတရားအရာစံပေပိုင်းရဲ့ဖြူစင်မှုနဲ့မှွေးချင်မှုဟာမေတ္တာဓာတ်နဲ့ချက်စီမင်္ဂလာကိုအပြည့်အဝကိုစားပြုပါတယ်အိမ်မှာစံပေပင်စိုက်ထားပြီးပွင့်လာတဲ့ပန်းလေးတွေကိုဖျားမှာကတ်လော်ပူဇော်ခြင်းဟာအလွန်ကြီးမားတဲ့ကုသိုလ်ကိုရရှိစေပါတယ်အိမ်ပတ်ဝန်းကျင်မှာမေတ္တာဓာတ်တွေလောင်းချုံနေတဲ့အခါခမရဲ့အိမ်ကိုလာလဲတဲ့ဧည့်သည်တွေမိတ်ဆွေတွေကအစအေးချမ်းမှုကိုခံစားရပြီးခမအပေါ်မှာကောင်းမွန်တဲ့စိတ်ထားတွေထားရှိလာပါလိမ့်မယ်လူချစ်လူခင်ပေါ်များလာမယ်အလို့မှလည်းအထက်လူကြီးလို့ဖို့ကောင်းတဲ့တွေကအကူအညီတွေရလာပါလိမ့်မယ်မေတ္တာရှိမှအောင်မြင်မှုရှိမယ်ဆိုတဲ့အတိုင်းပဲမေတ္တာဓာတ်ကိုဖြန့်ကျက်ပေးတဲ့ဒီအပင်လေးတွေကခမရဲ့ဘဝထဲကိုကောင်းမွန်တဲ့လူတွေကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုဆွဲငင်ခေါ်ဆောင်လာပေးပါလိမ့်မယ်ကဲနောက်ဆုံးပင်စမမြောက်မိတ်ဆက်ပေးခြင်းတဲ့အပင်ကတော့ဖန်ပလင်လေးတွေနဲ့ရေးထဲမှာအလွယ်တကူစိုက်ပျိုးလို့ရတဲ့ကံကောင်းစီသောဝါပင်သို့မဟုတ်လက်ကီပန်ပူပင်ဖြစ်ပါတယ်ဝါပင်ဟာအာရှယဉ်ကျေးမှုမှာအလွန်အထီးပဲပြည့်ဝတဲ့အပင်ပါသူဟာလေဘလောက်တိုက်မုန်တိုင်းဘလောက်ထန်ထန်ရင်းရွယ်သွားပြီမဲ့ဘယ်တော့မှကြိုးကြမသွားပါဘူးပြောင်းလဲပင်လွယ်ရှိပြီးခံနိုင်ရည် resilience အလွန်မြင့်ပါတယ်ဒါအပြင်ဝါပင်ရဲ့တဘာဝကိုတေးချကြည့်မယ်ဆိုရင်တစ်စပြီးတစ်စအဆင့်လိုက်အပေါ်ကိုဖြောင်းတန်းစွာတက်လာတာကိုတွေ့ရပါလိမ့်မယ်ဒါဟာကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့စီးပွားရေးဟာအောက်ခြေကနေစတင်ပြီးတဆင့်ပြီးတဆင့်ခိုင်မာမာနဲ့အမြင့်ကိုတက်လန်းနေတယ်ဆိုတာကိုကိုစားပြုပါတယ်လက်ကီဖန်ပူလီတွေကိုရုံးကန်စပွဲပေါ်မှာသို့မဟုတ်အိမ်ရဲ့အရှိတောင်တောက်မှာထားရှိပေးမယ်ဆိုရင်သူတို့ရဲ့စိမ့်လန်းမှုနဲ့ဖြောင့်မတ်မှုကမိတ်ဆွေရဲ့မျက်စိရှိမှအမြဲရှိနေပါလိမ့်မယ်အခက်ခဲတွေကြုံလာတဲ့ဒီဝါပင်လေးကိုကြည့်ပြီးငါလည်းဒီဝါပင်လိုပဲဖြောင်းလွယ်ပြင်းလွယ်ရမယ်အခက်ခဲတွေကိုရင်းဆိုင်ပြီးအ
တဆင်ချင်းပြန်လဲထားကြွရမယ်ဆိုတဲ့စိတ်ခွန်အားတွေကိုရရှိစေပါတယ်နောက်တစ်ချက်တော့ဝါပင်လေးတွေဟာရေဓာတ်နဲ့တွဲဖက်ရှင်းတန်ရတာပါရေဆိုတာဒနဥစာစည်းစင်းမှုကြွေဝါမှုရဲ့တင်ကေတော့ချတဲ့အတွက်တန်ရှင်းတဲ့ရေလေးတွေမှာစိမ့်လန်းနေတဲ့ဝါပင်လေးဟာတင်းရင်တွေကိုငွေကြေးတွေအေးချမ်းချမ်းနဲ့အဆက်မပြတ်စည်းစင်းဝင်ရောက်လာအောင်လမ်းဖွင့်ပေးထားတာပဲဖြစ်ပါတယ်မိတ်ဆွေအခုကျွန်တော်ပြောပြခဲ့တဲ့အပင်လေးတွေအားလုံးဟာသူတို့ရဲ့တဘာဝအတိုင်းအိမ်ကိုချက်စီရှိစေပြီးစိတ်ကိုအေးချမ်းစေတဲ့နေရာမှာအလွန်အစွမ်းထပ်ပါတယ်ဒါပေမဲ့ကျွန်တော်အမြဲတမ်းသတိပေးနေကြစကားတစ်ခွန်းရှိပါတယ်အပင်တွေဝယ်ပြီးအိမ်မှာထားယုံနေတော့ကောင်းကင်ကနေငွေထုတ်ကြီးကြလာမှာမဟုတ်ပါဘူးအဓိကအကျုံးဆုံးအရာကမိတ်ဆွေရဲ့စိတ်ထားနဲ့အဲ့ဒီအပင်တွေပေါ်ထားရှိတဲ့ပြုစုပြောထောင်ခြင်းပါပဲအပင်လေးတွေကိုပြုစုပြောထောင်ခြင်းဟာ တတိပဋ္ဌာန် mindfulness တရားကိုလက်တွေ့ကျင့်သုံးနေလာတဲ့အတူတူပါပဲမနက်လင်းလူအပင်လေးကိုရေလောင်းတဲ့အခါဖုံးကိုကြည့်ပြီးစိတ်လွင့်နေလာမျိုးမဟုတ်ဘဲရေလောင်းနေတဲ့အလုပ်တစ်ခုတည်းအပေါ်မှာပဲအာယုံစူးစိုက်ထားပါဒီအပင်လေးရှင်တန်ကြီးထွားပါစေစိမ့်လန်းပါစေဆိုတဲ့မေတ္တာစိတ်လေးနဲ့လောင်းပါအရွက်လေးတွေကိုညင်ညင်တာတာတုတ်တင်ပေးပါစမ်းသက်ချက်တွေအရအပင်တွေဟာလူတွေရဲ့စကားသံခံစားချက်တွေကိုသိရှိတုံ့ပြန်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်ခမည်းကမေတ္တာစိတ်နဲ့စကားလေးတွေပြောပြီးပြုစုရင်အပင်လေးတွေကပိုမိုစိမ့်လန်းဖူးပွင့်လာသလိုအဲ့ဒီကနေထွက်ပေါ်လာတဲ့ positive energy တွေဟာအိမ်အိမ်လုံးကိုလွှမ်းခြုံသွားပြီးတင်းရဲ့စီးပွားရေးလူမှုရေးကိစ္စရပ်တွေကိုပါအလိုလိုအဆင်ပြေချောမွေသွားစေပါတယ်ကိုစိုက်တာကိုကိုရိတ်သိမ်းရမယ်ဆိုတဲ့လောကနီယာမှာအတိုင်းပါပဲအပင်လေးတစ်ပင်ကိုတောင်ရှင်သန်အောင်လှပအောင်ဂယုစိုက်ပြုစုပြိုးထောင်နိုင်တဲ့တရားရဲ့လက်ထဲကိုလောကကြီးကပိုမိုကြီးမားတဲ့အောင်မြင်မှုတွေငွေကြီးချမ်းသာမှုတွေကိုယုံကြည်စိတ်ချစွာအနှင်းပေးမှာအတေးချပဲဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့မိတ်ဆွေဒီဗီဒီယိုလေးပြီးသွားရင်ခမရဲ့အိမ်လေးကိုတစ်ချက်ပြန်ကြည့်လိုက်ပါ။ချောက်သွေးနေသလားမှိုင်းတိုက်နေသလားတကယ်လို့ဟာလာဟင်းလင်းထင်နေတယ်ဆိုရင်ဒီကနေ့ကစပြီးအခုကျွန်တော်ပြောပြခဲ့တဲ့အပင်၅မျိုးတည်းကကိုယ့်လက်အစင်ကြီးမဲ့ကိုအနှစ်သက်ဆုံးအပင်လေးကပင်နှစ်ပင်လောက်ကိုအိမ်မှာယူဆောင်လာပြီးစတင်စိုက်ပျိုးကြည့်လိုက်ပါအပင်လေးတွေရဲ့ရှင်သန်ကြီးထွားမှုကိုနေ့စဉ်စောင့်ကြည့်ရင်ကိုယ့်ရဲ့စိတ်ဓာတ်တွေကိုလည်းအမြဲတမ်းရှင်သန်တက်ကြွနေအောင်ကြိုးစားပါအင်္ဂလိပ်ကစိမ့်လန်းဆူပြီးကြက်စီရည်ရှိလာတဲ့အခါခမရဲ့ဘဝတွေကိုလည်းမထင်မှတ်ထားတဲ့အခွင့်အရေးတွေစားမကုန်တောက်မခန်းနိုင်တဲ့လက်လာပါတွေဟာတက်လက်ရည်မှုစအခုလိုအလိုလိုစီးစင်းဝင်ရောက်လာပါလိမ့်မယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အသက်လက်တွေ့အသုံးချမဲ့ဗဟုသုတတစ်ခုခုရစီတယ်ဆိုရင် comment မှာငါရဲ့အိမ်လေးဟာကြက်စီရည်ရှိပြီးလက်လာပါလို့အလိုလိုဝင်လာတဲ့နေရပါဆိုတဲ့ယုံကြည်မှုအပြည့်နဲ့ရေးသားပြီးအတည်ပြုသွားပေးပါဦးနောက်ထပ်လည်းဘဝအတွက်ခွန်အားဖြစ်စေမယ်လက်တွေ့ကြတဲ့ဘဝနေနည်းတွေစီးပွားရေးနဲ့စိတ်ပညာဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ channel ကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်မိတ်ဆွေတို့ရဲ့အင်ဂေဟာတိုင်းဟာစိန်လန်းအေးချမ်းပြီးမိသားစုတိုင်းကျမ်းမာချမ်းသာစွာနဲ့လိုအင်စန္ဒာတိုင်းလွယ်ကူချောမွေစွာပြေဝနိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အစီအစဉ်ကိုဒီမှာပဲနှီးကုန်းချုပ်လိုက်ပါတယ်ဗျာအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ